ကြည့်ပါတခုခုတော့ရသွားမယ်လို့ထင်ပါတယ်ပေါ့နော်လူတွေကတိုးတက်ချင်ကြတယ်ပြောင်းလဲချင်ကြတယ်အရာအားလုံးကိုတပြိုင်နက်တည်းပြောင်းလဲချင်ကြတာပေါ့နော်အမှန်တကယ်တော့လေအများကြီးပြောင်းလဲစရာမလိုနေ့တစ်နေ့စီမှာလေ1% rule ပေါ့နော်1% လောက်ပြောင်းလဲရင်တောင်မှ6လတစ်နှစ်လောက်နေလို့ရှိရင်တိတိတတ်တာကြီး reset ထပ်တယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တာအများကြီးတော့မဟုတ်ဘူးကိုကတနေ့ကိုစာဖတ်မယ်9မိနစ်ဖြစ်ဖြစ်တရားထိုင်မယ်9မိနစ်လောက်ဖြစ်ဖြစ်တကယ်တော့ consistency ပဲလိုတာပေါ့နော်အဲ့ဒီ consistency ကနေပြီးတော့ habit တွေဖြစ်လာတာပေါ့နော်မလုပ်ရမနေနိုင်ဘူးဆိုတဲ့ habit လေးဖြစ်လာတယ်ကျမဆိုရင်ဘာလုပ်ချင်လဲဆိုတော့ကိုကအလုပ်လုပ်ရတယ်ဆိုတော့မနေ့အစောကြီးသွားရတယ်ပေါ့နော်သွားတော့စိတ်ထဲမှာတော့ရှိတယ်အဲ့ဒီစံနာလေးတစ်ခုကအရင်ကရှိတာပေါ့နော်။ဘာလဲဆိုတော့မနေ့အလုံးမသွားခင်မှာအမြဲတမ်းဖះကိုဆွန်းတော်လေးကပ်ပြီးမြတ်စွာဘုရားဆွန်းတော်လေးကပ်ပြီးတော့မှသွားကျင်တာအရင်ကတော့မနေ့အလံပေးနေအောင်မှနဲဦးထားတာပေါ့နော်အဲ့အလုပ်သွားဖို့မနဲဦး rush ဖြစ်ရတယ်ပြောရမယ်ဆိုချိန်ကမလောက်ဘူးပေါ့နော်မနေ့စောကြီးထား rush ဖြစ်ခီးသွားမယ်ချိန်လမ်းကြောင်းအချိန်နေရရှိတဲ့ခါကျတော့အဲ့ဒီဟာအတွက်ကိုအချိန်မပေးနိုင်ဘူးအဲ့တော့ကျမကဘာလုပ်လိုက်လဲဆိုတော့ဒီနှစ်မှာပေါ့2026ကနေစပြီးတော့ဘာကြီးပဲဖြစ်နေပါစေငါဒါကိုရအောင်လုပ်မယ်ဆိုရဲဆုံးဖြတ်ချက်တစ်ခုတော့ပဲချလိုက်တယ်ချပြီးတော့အဲ့နဲ့ကျမကနိုင်ခွက်လောက်တော့စောထားလိုက်တယ်နေ့စဉ်ပေါ့နော်စောထားပြီးတော့အဲ့ဒါဟင်းချက်တာထမင်းဟင်းချက်တာရှိနေထမင်းချက်တာကျမညကလေးချက်တာအဲ့ဒါလေးကိုမနေ့ကလို့ရှိရင်စွန့်တင်မှုအတွက်ပြင်ဆင်တာပေါ့နော်မရှိဘူးထမင်းဟင်းချက်တာမရှိဘူးဟင်းကြံထမင်းကြံဖြစ်နေတယ်ဆိုတော့ကျွန်မမကတ်ဘူးအမြဲတမ်းပေါင်မုံနဲ့ကော်ဖီကတော့အမြဲတမ်းဝယ်ထားတယ်ပေါ့နော်ဝယ်ထားပြီးတော့မနက်တိုင်းမျက်နှာတစ်ပြီးတော့မြတ်စွာဘုရားကိုကတ်လူဖို့ပေါ့နော်ကတ်လူဖို့အတွက်စွန်ပွဲပြင်ဆင်တယ်ပြီးတော့မှတောက်တော်ရေးခြင်းမျက်နှာတစ်တော်ရေးပန်းလဲပြီးလို့ရှိရင်စွန်ပွဲကတ်ပြီးတော့မှဘုရားရှိခိုးပြီးတော့မှရုံသွားတယ်ပေါ့နော်ဒါလေးကိုလောက်တာကကျွန်မတွက်ကအောင်မြင်မှုလို့လည်းပြောလို့ရတယ်ဆန္ဒလေးတစ်ခုကပြေးလာတာအခုဆိုရင်6လတဲ့ဝင်တော့မှာပေါ့နော်ဒါကိုရဲ့ပြောင်းလဲခြင်း1%အစားလိုက်တာပဲပြောရမယ်ဆိုလို့ရှိရင်ဒါလေးကတစ်နေ့ကိုနိုင်ခွက်လောက်အချိန်ပေးလို့ရှိရင်အဆင်ပြေတဲ့အရာတစ်ခုတစ်ဖက်အနေနဲ့ကြည့်မှဆိုလဲဒါလေးကနေ့စဉ်လုပ်နေတဲ့အတွက်ကြောင့်ကုသိုလ်ပေါ့နော်ကုသိုလ်စုပူလေးတစ်ခုကျမအတွက်တော့လေဒါကကျမနေ့တိုင်းလုပ်ဖြစ်နေတာဖြစ်တဲ့အတွက်အရင်လဲကြည်ညိုရတယ်မနေ့စောကြီးကောင်းမှုကုသိုလ်နဲ့ကျမကနိုးထားခြင်းနဲ့နေ့တစ်နေ့လုံးကိုငါဒီနေ့ကောင်းမှုကုသိုလ်ဘာလုပ်ခဲ့လဲဆိုတာလေးနဲ့ပဲဖြတ်တန်းခြင်းနဲ့အဲ့တော့နေ့တစ်နေ့ရဲ့အစမှာဒါလေးကိုပြုလုပ်ရင်းနဲ့ကျမကပြောင်းလဲမှုကိုစတင်ခဲ့တာအခုဆိုလို့ရှိရင်6လတိတိပြည့်တော့ပါမယ်အဲ့ဒါကြောင့်အကြီးကလှုပ်ချင်တဲ့ဆန္ဒရှိရမယ်1%ဆိုတော့ maybe ကျမရေကောင်းချင်တယ်လို့ဆိုဒီနေ့ကို9မိနစ်10မိနစ်လောက်လမ်းလျှောက်လိုက်မယ်တူတူလေးချင်ငယ်လေးလှုပ်လိုက်မယ်ဒါလေးကနေ့စဉ်လှုပ်ရမှာပေါ့နော်အဲ့ဒါကကြာလာတဲ့ခါမှာ2လလောက်ကျမတည်ရတော့2လလောက်မှနောက်ပိုင်းမှာဆိုလို့ရှိရင်နေ့စဉ်စိုးမကတ်မရပါနဲ့မနေနိုင်တော့ဘူးနေ့စဉ် habit မလုပ်ရလို့ရှိရင်စိတ်ထဲမှာတခုခုလိုနေတယ်လို့ခါတချို့ရက်တွေဆိုရင်ရုံးပိတ်ရက်တွေဆိုလို့ရှိရင်အဲ့ရထားနောက်ကြရပေါ့နော်9နာရီခွဲခါဆို9နာရီခွဲပါပုံမှန်ဆိုရင်ကျမက6နာရီကျော်လောက်ဆိုဆုံးကတ်ပြီးတော့အလုပ်သွားပြီပေါ့နော်ရုံးပိတ်ရက်တရက်တော့နောက်ကြရပေါ့နော်ဒါပေမဲ့မလုပ်ရမနေနိုင်အဲ့ရထားပြီးဆိုလို့ရှိရင်လည်း Sunday ဆိုဘာမှမရှိရများတယ်အိမ်မှာဟင်းချက်ထားတာပါညာပေါ့နော်အဲ့ခါကျတော့ရှိတာလေးကိုဖြစ်အောင်ကတ်လိုက်တယ်ကတ်ပြီးတော့မှနေ့တစ်နေ့ကိုဖြတ်တန်းတယ်လှုပ်ရှားလုပ်တယ်ပေါ့နော်ဒါကျမရဲ့အောင်မြင်မှုလေးပါအဲ့တော့ပြောင်းလဲခြင်းနဲ့ဆို change with your life with 1% rule ပေါ့နော်အဲ1% လေးနဲ့ပဲစတင်ပါဒီနေ့9မိနစ်စာဖတ်မှဆိုဖက်ပြအောင်ဖတ်လိုက်ပါတိုင်းမာလေးဖြစ်ဖြစ်အချိန်ပေးပြီးတော့ဒါစာဖတ်ရမယ့်အချိန်ဆိုပြီးတော့လှုပ်လိုက်ပါလေ့ကျင့်ခန်းလှုပ်ချင်တယ်ဆိုလို့ရှိရင်လေ့ကျင့်ခန်းလေးလှုပ်လိုက်ပါပေါ့နော်ဒါလေးကလူကမတိတာပဲမဲ့6လနှစ်လောက်နေလို့ရှိရင်ပြောင်းလဲတာကိုမြင်ရလိမ့်မယ်အခု fit ဖြစ်နေတဲ့လူတွေ gym trainer တွေပါလေဆိုတော့သူတို့တွေကဒီမိနစ်တည်းမှလုပ်ပြီးဖြစ်လာတာမဟုတ်သူတို့လွန်ခဲ့တဲ့နှစ်တွေထဲကကျင့်လာတာ train လာတဲ့ body တွေကြောင့်ယခုမှတို့က result ကိုရနေတာအဲ့လိုမျိုးပြောချင်တာပေါ့ပြောင်းလဲမှုတစ်ခုလုပ်ချင်တယ်ဆိုလို့ရှိရင်အများကြီးမစင်စားပါနဲ့1%လာနေပဲစားလိုက်ပါလို့ကျေးဇူးတင်ပါတယ်ရှင်